အားလုံးပဲမင်္ဂလာပါညီမတို့ရဲ့ Lucky Football Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ညီမအနေနဲ့ဒီနေ့သုံးသပ်ပေးခြင်းတဲ့ပွဲစဉ်လေးကတော့6နိုင်မှာလာမယ် AC Milan နဲ့ Verona တို့ရဲ့ပွဲလေးကိုသုံးသပ်ပေးခြင်းပါရှင်ဒီပွဲမှာကြည့်မယ်ဆိုလို့ရှိရင်တော့ AC Milan ဘက်ကနေပြီးတော့တစ်လုံးကို90အရှုံးပေးထားပြီးတော့9ပေါင်ကြည့်မယ်ဆိုလို့ရှိရင်တော့နှလုံးကိုမှ85ပြအရှုံးပေးထားတာကိုတွေ့ရတယ်AC အနေနဲ့ကတော့အဆင့်2မှာရပ်တည်နေပြီးတော့နောက်ဆုံး9ပွဲကိုကြည့်မယ်ဆိုလို့ရှိရင် Inter, Lazio, Torino တို့ကိုအနိုင်ကစားထားပြီးတော့ Sassuolo ကိုတရေနဲ့နောက်ဆုံး Napoli ကိုတော့ရှုံးထားမျိုးတွေ့ရတယ်ရှင့်တစ်ဖက်အသင်း Verona ကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူကအဆင့်အနေနဲ့ပြောမယ်ဆိုရင်တော့အဆင့်16နေရာမှာရပ်တည်နေရပြီးတော့နောက်ဆုံး9ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Girona ရဲ့ပါမာတို့ကိုရှုံးထားပြီးတော့လက်ချီတို့တရေကစားထားပြီးတော့နောက်ဆုံးအတလန်တာရဲ့ဖီယိုရီကိုအနိုင်ကစားထားတာမျိုးတွေ့ရရဲ့ရှင်နောက်ဆုံးနှစ်ပွဲဆက်မှာတော့သူ့အနေနဲ့ဒီကစားပုံတွေကတရက်တဲ့လှပရဲဆိုပေမဲ့လည်းဒီပေါ့နော်ဒီနောက်ဆုံးနိုင်ခဲ့တဲ့ပွဲလေးတွေကတော့ဒီအသင်းကြီးတွေဟုတ်မနေဘူးအသင်းကြီးလေးကိုနိုင်ထားတာမျိုးပဲတွေ့ရတယ်ညီမအနေနဲ့ဒီနှစ်သင်းလုံးရဲ့ head to head ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံး9ပွဲမှာ AC ဘက်ကနေပြီးတော့ပဲအနိုင်ကစားထားတာမျိုးတွေ့ရတယ်ပြီးတော့ဒီနှစ်သင်းလုံးရဲ့ကစားပုံခန့်မှန်းကြည့်ရမယ်ဆိုလို့ရှိရင်တော့ Verona ကအဝေးကွင်းမှာသူ့ရဲ့ခြေစွမ်းတွေတိတ်ပြီးတော့ထုံမပြနိုင်နိုင်မျိုးတွေ့ရရဲ့ရှင့် AC ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့သူကအဆင့်2နေရာမှာရပ်တည်နေပြီးတော့သူ့ရဲ့အပေါ်ကအဆင့်1 Inter နဲ့တမက်ဖြတ်ခံထားတာကိုတွေ့ရတယ်ပြီးတော့ Inter ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း Inter ကဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်အတလန်တာနဲ့အဝေးကွင်းမှာတွေ့ရမှာမျိုးဖြစ်တယ်အင်တာနေနဲ့ကတော့တိတ်ပြီးအခြေအနေကောင်းတာမျိုးမရှိတဲ့အတွက်ကြောင့်မို့လို့ဒီပွဲမှာဒါ AC ကအနိုင်ကစားနိုင်ပြီးတော့အမှတ်3မှတ်တာတာသွားမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့အဆင့်1ကိုရနိုင်တာမျိုးဖြစ်တယ်။ဒါကြောင့်မို့လို့ AC ကဒီနေ့ပွဲမှာပို့ပြီးတော့ဖိကစားလာမှာကိုညီမဘက်ကနေပြီးတော့တွေ့ရတယ်ပေါ့နော်ညီမဘက်ကနေပြီးစဉ်းစားခဲ့တဲ့အခါမှာတော့ဒီ AC ကဒီနေ့မှာပို့ပြီးတော့ကစားပုံနဲ့တက်ရလာမယ်လှပလာပြီးတော့ပို့ပြီးတော့နိုင်ပွဲရမယ်လို့ညီမဘက်ကနေပြီးသုံးသပ်ချင်ပါတယ်ရှင်။ကဲအကုန်လုံးကလည်းဟိုပေါ့နော်ဒီပွဲလေးမှာဘယ်သူနိုင်မယ်လို့ခမန်းကြည့်ကြလဲရှင်ညီမကိုခမန်းချက်လေးတွေကိုအောက်မှာပြန်ပြီးရေးသားပေးပါအောင်ရှင်ညီမဘက်ကနေပြီးတော့နောက်ထပ်ပွဲလေးတွေအများကြီးကိုလည်းသုံးသပ်ပေးချင်ပါသေးရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်